မသိရင်ရှုံးမယ်ဂျပန်ရောက်နိုင်ငံသားများအတွက်2025ခုနှစ်စေဘိုဝါကပြန်အန်းငွေအီဒီယိုဟိခေါ်ကြော medical deductible ရှောက်ထားပြီးအခွန်ငွေပြန်တောင်းရအောင်မင်္ဂလာပါရှင်ဟူဆိုင်ဂျပန်မှာကြိုးစိုးပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဂျပန်မှာနေထိုင်နေတဲ့နိုင်ငံသားတွေအတွက် medical expense deduction စေဘိုဝါကအခွန်လျှော့ဖို့ခွင့်ကိုအသုံးပြုပြီးမိမိပေးဆောင်ထားတဲ့အခွန်ငွေတွေကိုဘလို့ပြန်တောင်းနိုင်မလဲဆိုတာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါဟာမသိရင်တကယ်ကိုဆုံးရှုံးမှုဖြစ်စေတဲ့အတွက်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးပါနော်။2025ခုနှစ်အတွင်းမှာမိမိဒါမှမဟုတ်မိသားစုအတွက်စေဘိုဝါကတွေအများကြီးကုန်ကြခဲ့ပါသလား။ခါခုသေးရှင်ကခုအခွန်ပြန်အန်းငွေလျှောက်ထားခြင်းကိုလှုပ်ဆောင်မေးဆိုရင်မိမိပေးဆောင်ထားတဲ့အခွန်ငွေတွေထဲကတစ်စိတ်တစ်ပိုင်းကိုပြန်ရနိုင်ပါတယ်။အကျိုးကျေးဇူးနှစ်ချက်ငွေသားပြန်ရခြင်းပိုပေးထားမိရဲ့ဝင်ငွေအခွန် income tax ကိုမိမိဘဏ်အကောင့်ထဲတိုက်ရိုက်ပြန်အန်းပေးပါတယ်။နေထိုင်ကုန်လျှော့နှဲခြင်းလာမယ့်2026ခုနှစ်ဇွန်လကစပြီးပေးဆောင်ရမယ့်နေထိုင်ကုန်ကိုလေသက်သာစေပါတယ်။ဘသူတွေလျှောက်လို့ရတယ်လဲရန်10,000ကျော်လွန်သူများတနစ်ဝင်ငွေရန်1,000အောက်ရှိသူတွေဆိုရင်ရန်10,000မပြည့်လဲရှောက်လို့ရနိုင်ပါတယ်။ရှောက်ထားနိုင်တဲ့ကုန်ကြစည်များစီးရုံပြတာကစီးရုံတက်ခထွားပတ်ဆိုင်ရာကုသစရိတ်ဆရာဝန်ညွှန်ကြားတဲ့ဆေးဖို့စားရိုင်မှာဝယ်တဲ့အေးအေးမိချောင်းဆိုးပြောက်စေစတာတဲ့ self medication ဆေးရုံသွားဟုကုန်ကြတဲ့ရထားကဘတ်ကားကစတာတဲ့ဖြေးစာမရှိရင်လည်းမှတ်တမ်းရှိရင်ရပါတယ်။လိုအပ်တဲ့စာရွက်စာတမ်းများဂင်းစင်းချောရှူဟော့ကုမ္ပဏီကပေးတဲ့တနစ်စာဝင်ငွေစာရွက်စေဘိုးပြေးစာများ receipts တနစ်စာစုဆောင်းထားပါ my number card တို့မဟုတ်နေထိုင်ခွင့်ကတ်ဇိုင်ဒူးကတ်ဘန်းစာအုပ်ပြန်အန်းငွေလက်ခံမဲ့အကောင့်ဘယ်တော့လျှောက်ရမလဲ2026ခုနှစ်ဖေဖော်ဝါရီလ16ရက်ကနေမတ်လ16ရက်အတွင်းဖြစ်ပါတယ်စမတ်ဖုန်းကဒါမှမဟုတ်ကွန်ပျူတာကနေလည်းလျှောက်လို့ရတယ်လို့နီးစပ်ရာအခေါ်ရုံဇိမ်းမှုလျှော့မှာလည်းတွားရောက်တိုင်ပင်နိုင်ပါတယ်ခက်ခဲမှာပဲလို့မတွေးပဲအရင်ဆုံးဗီဇာလေးတွေကိုစုပြီးပေါင်းကြည့်လိုက်ရအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိရဆိုရင် like နဲ့ share လေးလုပ်ပေးပါအောင်နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တတား